ဒီတောင်စိတ်တွေဟာမီတာ100နီးပါးမြင့်တဲ့မတ်ဆောက်လာတဲ့ကမ်းပါးရံကြီးပေါ်ကိုသူတို့ရဲ့အသက်တွေကိုရင်းပြီးတက်နေကြတာပါခြေတလန်းမလိုက်ရုံနဲ့ကြောက်ဆောင်တွေပေါ်ပြုတ်ကျပြီးတေဆုံးသွားနိုင်ပါတယ်သူတို့ကိုဒီလောက်ထိအနေရကြားတဲ့တွန်းပို့နေတဲ့အရာကဘာဖြစ်မလဲအဖြေကတော့တောင်တန်းတွေကြားထဲမှာတိဆောက်ထားတဲ့ဆယ်ကြီးရဲ့နေရံတွေပေါ်မှာရှိနေပါတယ်အဲ့ဒီနေရံတွေရဲ့အကြောင်းတွေကြားမှာသူတို့အတွက်မရှိမဖြစ်လိုအပ်တဲ့ကြောက်စားတွေရှိနေလို့ပါပဲစားဟာစိတ်တွေရဲ့ခန္ဓာကိုယ်ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တာကြောင့်ဘလို့တမိုးမျိုးပဲပေးရပါစေသူတို့ဟာရယူဖို့ဝင်မလေးကြပါဘူးကံကောင်းတာကသူတို့မှာထူးခြားလာတဲ့တောင်တက်စွမ်းရည်တွေရှိနေကြတာပါတောက်မှတ်နီးပါမတ်ဆောက်တဲ့နေရံတွေပေါ်မှာတော့သူတို့ဟာတည်တည်ငြိမ်ငြိမ်နဲ့ယုံကြည်မှုအပြည့်လျှောက်လန်းနိုင်ကြပါတယ်မိခင်ဖြစ်သူရဲ့လမ်းပြမှုနဲ့တူစိတ်ကလေးတစ်ကောင်ဟာလည်းဒီအနေရရှိတဲ့ခီးကိုစတင်ခဲ့ပါတယ်ဒါဟာစိတ်ကလေးအတွက်ပထမဆုံးအကြိမ်ဖြစ်ပြီးမွေးရပါလာတဲ့ဗီဇကြောင့်အစပိုင်းမှာတော့တည်တည်ငြိမ်ငြိမ်လျှောက်လန်းနိုင်ခဲ့ပါတယ်ဒါပေမဲ့အမြင့်ရောက်လာလေလေနေရန်ကပိုပြီးမတ်ဆောက်လာလေလေဖြစ်တာကြောင့်ခြေလန်းတိုင်းဟာဓာတ်သွားပေါ်ရှောက်နေရတယ်လို့ခံစားရစေပါတယ်တဖြည်းဖြည်းနဲ့စိတ်ကလေးဟာမောပန်းလာပြီးအောက်ကိုငုံကြည့်လိုက်တဲ့အခါကြောက်စိတ်တွေနဲ့အတူသူ့ရဲ့ခြေထောက်တွေဟာတုန်ရီလာပါတော့တယ်အဲ့ဒီအချိန်မှာပဲအတွေ့အကြုံရှိတဲ့မိခင်ဖြစ်သူကအခြေအနေကိုသတိထားမိသွားပါတယ်သူမဟာစိတ်ကလေးရဲ့နောက်ကနေကပ်လိုက်ပြီးသူမရဲ့တန်မာတဲ့ခန္ဓာကိုယ်နဲ့စိတ်ကလေးကိုပြုတ်မကျအောင်ထောက်မပေးလိုက်ပါတယ်ဒါပေမဲ့ဒီလိုမတ်ဆောက်တဲ့နေရာမှာ9မိနစ်ထပ်ပိုပြီးအနားယူလို့မရပါဘူးသူတို့ဟာအနေရကြားကနေခီးကိုဆက်လက်နေခဲ့ကြပါတယ်နောက်ဆုံးမှာတော့စိတ်ကလေးဟာသူ့ရဲ့ပန်းတိုင်ကိုအောင်မြင်စွာရောက်ရှိသွားပါတယ်အခုဆိုရင်သူမဟာသူမရဲ့ခန္ဓာကိုယ်ကြီးထွားတန်မာဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့တထုတက်တွေကိုအဝအပြဲစားသုံးနိုင်ပြီဖြစ်ပါတယ်ဒီခက်ခဲတဲ့ခီးစဉ်ဟာစိတ်ကလေးကိုပိုမိုရဲရဲနဲ့တောင်စိတ်တကောင်ဖြစ်လာစေမှာအမှန်ပါပဲ